ဆရာကြီးကတော့ဖွဲ့နှောင်တော့တန်ယောဂဆိုတာကရှင်တွဲတယ်အမြဲရှင်တွဲတယ်ဆိုတဲ့အတိတ်ပဲဒုက္ခနဲ့ကိုယ်နဲ့အမြဲတမ်းမကွဲမကွာဖြစ်နေအောင်ရှင်တွဲထားတယ်ပူးထားတယ်ကတ်ထားတယ်တတ္တဝါနဲ့ဒုက္ခနဲ့ကွဲကွာမသွားအောင်ရှင်တွဲပေးထားတာပူးပေးထားတာချီနှောင်ပေးထားတာအဲ့ဒါကဘယ်လိုချီနှောင်ပေးတာဆိုတော့လောဘကချီနှောင်ပေးထားတာဒါကိုလောဘရဲ့အစွမ်းတတ္တိတန်ယောဂလို့ဒီလိုပြောတယ်ပလိဘောဓဆိုတာကြတော့ဘာပြောတော့နှောင့်ယှက်တယ်တဲ့နော်ကောင်းတဲ့စိတ်ကလေးပေါ်လို့နော်ကောင်းရမြတ်ရလေးကိုလှုပ်ချင်တယ်ရောက်ချင်တယ်ဒီလိုအတွေ့အလေးတွေနဲ့အကောင့်ထဲပေါ်ရမယ်ဆိုလို့ရှိရင်အဲ့ဒါကိုမပြည့်စည်အောင်နှောင့်ယှက်တယ်အနှောင့်ယှက်ပြုနော်ကောင်းတဲ့နေရာကိုမသွားနိုင်အောင်မရောက်နိုင်အောင်နော်ထွက်မြောက်မိုးစတော်ဘုရားကြီးရဲ့စာလေးကိုလည်းအမှတ်ရထွက်ရလန်းကြီးမခရီးကိုတားဆီးနှောင့်ယှက်ကန့်ကွက်တတ်သောအနက်သဘော၎င်းဆိုကြီးအလိုကြီးသူဟာလေးကလည်းတော်တော်ကောင်းပါတယ်ထွက်ရလန်းကြီးမခရီးကိုတားဆီးနှောင့်ယှက်ကန့်ကွက်တတ်သောသဘော၎င်းလေဟုတ်လားလွတ်မြောက်ရာငြိမ်းချမ်းရာကိုသွားဖို့လို့စိတ်ကူးကလေးရလာရင်သူကရှေ့ကအရင်ရောက်လာတယ်ဒီလောဘကပဲတတ္တဝါကိုကောင်းရမြတ်ရမရောက်အောင်နှောင့်ယှက်တယ်ဒါကြောင့်ပလိဘောဓဆိုတာနှောင့်ယှက်တဲ့သဘောဖြစ်စည်းတတ်တဲ့သဘောအဲ့ဒါပိဋကပေါင်းသူတော်ကောင်းတို့လောဘရဲ့စွန့်ရည်တတိ၄မျိုးလို့ဆိုလို့မရဘူးလားဆိုလို့ရတယ်နော်အာယုဟနဒုက္ခဝတ္ထုဒုက္ခမှုတွေကိုအမြဲတမ်းစုဆောင်းနေတယ်စီးပူးနေတယ်နိဒာနဒုက္ခဝတ္ထုဒုက္ခမှုတွေကိုအမြဲတမ်းကိုယ့်ကိုပေးအပ်နေတယ်နှင်းဆောင်နေတယ်ဟုတ်လားတန်ယောဂဒီဒုက္ခတွေနဲ့ပဲအမြဲတမ်းမကွာမကွာနေရတယ်ပလိဘောဓအမြဲတမ်းကောင်းတာလုပ်မယ်ဆိုရင်နှောင့်ယှက်နေတယ်ဒါလေးကလည်းပဲသူအဆက်ဆက်လေးနဲ့သူတွေးကြည့်မယ်ဆိုရင်အလွန်ကောင်းတယ်ကိုကဒုက္ခကိုရှာလိုက်တယ်ပေါ့နော်အာယုဟနစီဘူးတယ်ရှာလိုက်လို့ရှိရင်နိဒာနရှာမတော့အကြောင်းတရားကရှိနေပြီဆိုတော့ဒုက္ခတွေကိုကိုယ့်ကိုပေးတယ်လို့မျိုးကိုရလာပြီဟုတ်တယ်မဟုတ်လားရလာပြီဆိုလို့ရှိရင်တန်ယောဂအဲ့ဒါနဲ့ကိုယ်နဲ့မလုပ်အောင်တော့အတူတူနေရတော့မယ်နော်တန်ယောဂဆိုတာကတော့အတူရှင်တွဲတာကိုပြောတာအတူတူနေရတော့မယ်အတူတူနေရပြီဆိုလို့ရှိရင်ကောင်းတာလုပ်မယ်ဆိုရင်သူဘာလုပ်မလဲနှောင့်ယှက်မှာဒါကြောင့်ပေးတဲ့ပေါင်းတော်ဒီအချက်၄ချက်ကိုဆက်ဆက်ပြီးတော့တွေးတတ်ဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ဖြစ်နေတဲ့ဒုက္ခတွေဟာဘယ်သူမှရုပ်ဟဲ့အင်းဟဲ့လို့လာပေးထားတာမရှိပါဘူးကိုလောဘကဖန်တီးထားတာဒီနေရာဖြင့်ကိုလောဘအလိုကြကိုယ်တိုင်ရှာဖွေထားတာဒါကြောင့်ဒုက္ခဖြစ်လာပြီဆိုလို့ရှိရင်ဟိုလူတရားခံရှာဒီလူတရားခံရှာဒါဟာတော်တော်မကောင်းဘူးအမှန်တရားကိုမသိရရောက်တယ်ကိုယ်မှဖြစ်နေတဲ့ဒုက္ခဟာကိုလောဘကြောင့်ဖြစ်တာလို့မှန်မှန်ကန်ကန်နားလည်ဖို့မလိုဘူးလားဒီစကားလေးတွေကပေးတဲ့ပေါင်းတော်အောင်လို့သစ္စာဆိုတဲ့အတိုင်းတောင်းဆုံးဘဲဆုံးဘယ်နေရာကပဲကြည့်မှန်းနေတယ်ပေါ့လေးပဲတွေးအလဲအလတ်ပဲတွေးလေးနက်ပဲတွေးလိုချင်လို့ဒုက္ခဖြစ်ရတယ်ဆိုတာကအလွန်မှမှန်ဟုတ်လားဆိုကြပါစို့အပေါ်ယံလေးပဲစဉ်းစားကြည့်ဒုက္ခတစ်ခုခုဖြစ်လာပြီအရှင်မပြေမှုတစ်ခုခုဖြစ်လာပြီစိတ်တိုင်းမကြမှုတစ်ခုခုဖြစ်လာပြီဆိုရင်နောက်ွယ်ကအကြောင်းတရားကိုဉာဏ်ပါနဲ့ရှာကြည့်ပါလောဘငါရကျင်တာဖြစ်ချင်တာတစ်ခုခုတော့ရှိနေတယ်ဆိုတာကိုတွေ့ရပါလိမ့်မယ်ဟုတ်လားကိုယ့်ရဲ့ဖြစ်ချင်မှုရချင်မှုတစ်ခုခုကိုအခြေခံပြီးတော့ဒုက္ခဆိုတာတွေ့ကြရတာဟုတ်တယ်မဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဟာလောဘဖြစ်တယ်လို့သိရခြင်းသည်ဒီလောဘကိုပဲနေပါသွားစေတယ်ဒါအကြောင်းအကျိုးစိုက်တယ်လို့ဦးချင်းထင်ပါတယ်။ဒါဒီဟာငါ့ကိုဒုက္ခပေးမဲ့အရာလို့သိရင်ဒါကိုဆက်ဆုပ်တဲ့စိတ်နော်ဒါကိုကြောက်တဲ့စိတ်လန့်တဲ့စိတ်ကိုသိရင်သိသလောက်မဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်။ဒါကြောင့်လောဘသည်ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းလို့သိရတာကိုကအဲ့ဒါကလောဘနေခြင်းရဲ့အကြောင်းတစ်ခုဖြစ်တယ်။ဒီနေ့မှာဦးချင်းတို့သမုဒိယသစ္စာဆိုတာကတော့ပယ်ရမယ့်သစ္စာလို့ပိဋကတို့သိပြီးသားပါဟုတ်ရဲ့လား။အဲ့တော့ဦးချင်းတို့ကိုယ့်ရဲ့ဉာဏ်လေးကိုအသုံးချဖို့လိုတယ်။ဘက်စုံတောင်းစုံကနေပြီးတော့ဒီလောဘဖြစ်မိရင်လိုချင်မိရင်ရချင်မိရင်တော့ငါဆင်းရဲတော့မှာပဲဆိုတာကိုနားလည်ဖို့လိုတယ်။ဒီနေရာမှာအပေါ်ယံဆင်းရဲကိုဖြစ်စေတတ်တယ်လို့နားလည်ဖို့လိုတယ်လို့လေးလေးနက်နက်လေးနားလည်ဖို့လိုတယ်။ဆိုကြပါစို့လေးလေးနက်နက်နားလည်တဲ့အပိုင်းလေးကိုနည်းနည်းပြောကြည့်ခြင်း။ခုဒီဘဝမှာတွေ့နေကြုံနေရတဲ့ဒုက္ခတွေအကုန်လုံးဟာသောတော်ကပြောခဲ့တယ်ဇာတိကြောင့်ဖြစ်တာလို့ပြောခဲ့တယ်နော်ဇာတိကိုအကြောင်းခံလို့သာလေဒီဒုက္ခတွေကိုတွေ့ကြရတော့အကယ်၍သာဇာတိကိုအကြောင်းမခံခဲ့ရဘူးဆိုရင်ဘာဒုက္ခမှခုချိန်ပြောစရာမလိုဒါနဲ့အဲ့ဒီဇာတိဘယ်ဟာဖြစ်တုံးဆိုတော့သောတော်ကပဲပြောထားတယ်ပေါ်နောဘဝိကဘဝတစ်ကိုတဖန်
ဖြစ်စေတတ်တယ်ဘဝအသစ်ကိုတပံဖြစ်စေပြီးဆိုရင်တော့အဲ့ဒီဘဝနဲ့ပတ်သက်တဲ့ဒုက္ခတွေအကုန်လုံးကတော့လာတော့မှာပဲဒါကြောင့်ဦးဇင်းတို့ရှင်သာရိပုတ္တရာကိုတာမဏကပရပိုက်ကမေးတာရှိတယ်ရှင်ဘုရားတဲ့ဟောဒီလောကကြီးမှာဒုက္ခဆိုတာဘာလဲဒုက္ခဆိုတာဘာလဲတဲ့မေးတော့ရှင်မြတ်ကဘာဖြေတော့ဆိုတော့တဖန်ဘဝသစ်ကိုရခြင်းသည်ဒုက္ခပဲတဲ့တဖန်ဘဝသစ်မရခြင်းသည်ဒုက္ခပဲလို့အဲ့လိုဖြေအဲ့ဒီမှာဆက်ပြီးတော့သူကရိုးရိုးလေးပြောတာပါပဲတဖန်ဘဝသစ်ကိုရလို့သားလျင်ပူရတယ်ဆိုတဲ့ဒုက္ခအေးရတယ်ဆိုတဲ့ဒုက္ခဆောက်လောင်မှုသိရတယ်ဆိုတဲ့ဒုက္ခကျင်ကြီးကျင်ငယ်ဆွန့်ရတယ်ဆိုတဲ့ဒုက္ခဟုတ်လားထိမိခိုက်မိတယ်ဆိုတဲ့ဒုက္ခရွှေမျိုးသားချင်းတို့ရဲ့ကိုယ့်ဘဝတွေကိုဝင်ရောက်ချုပ်ချယ်တာကိုခံရတယ်ဆိုတဲ့ဒုက္ခဒီလိုဒုက္ခတွေကိုမချွတ်ရလိမ့်မယ်လို့မျှော်လင့်ရမယ်တဲ့အဲ့ဒီမှာလည်းပဲမထေရမြတ်ကြီးကရှောင်လွဲလို့မရတဲ့လူသားတိုင်းဘယ်သူမှမလွတ်ကင်းနိုင်တဲ့ဒုက္ခမျိုးကိုရွေးပြောတာလို့အရင်ထင်သိလားနော်အပူအေးခန္ဓာရှိတဲ့လူတိုင်းကြုံရတာပဲပတ်စံနေချမ်းသာတဲ့နေတာထိုင်တာရှိတဲ့လူတွေကတော့ထိုက်တဲ့လောက်ဖန်တီးပြီးတော့တတ်တတ်အောင်တော့လုပ်လို့ရတဲ့အပိုင်းတော့ရှိတော့သို့တော့လုံးလုံးကြီးလွတ်ကင်းလို့တော့မရပါဘူးဟုတ်တယ်မဟုတ်လားနော်ဒီဥဒုကိုဘယ်လိုလုပ်ရှောင်လို့ရမလဲပြီးတော့ဆာလောင်နေမှုတ်သိတယ်ဆိုတဲ့ဒုက္ခကျင်ကြီးကျင်ငယ်ဆွန့်ရတယ်ဆိုတဲ့ဒုက္ခဘာနဲ့မှရှောင်လို့မရဟုတ်လားတိုက်မိခိုက်မိတယ်ဆိုတဲ့ဒုက္ခဘာနဲ့မှရှောင်လို့မရဟောနောက်ဆုံးပြောထားတာလေးတော့ဦးဇင်းကစိတ်ဝင်စားတယ်ရွှေမျိုးသားချင်းတို့ဤကိုယ့်ဘဝတွေကိုဝင်ရောက်ချုပ်ချယ်တာကိုခံရလိမ့်မယ်ဒါငါအမျိုးဆိုပြီးတော့လာကြတာဟုတ်တယ်ဟုတ်လားဒါကတော့ကိုယ်လည်းပဲသွားတာပဲလေကိုယ်ကလည်းဝင်ပြီးတော့ဆွတ်ဖက်တာတွေမရှိဘူးလားကိုမျိုးဆိုရင်အဲ့လိုပဲကိုယ့်ဘဝတွေကိုလည်းသူတို့ကဝင်ပြီးတော့ဆွတ်ဖက်ကြမှာတော့ဒီဒုက္ခတွေကရှောင်လို့မရအောင်အဲ့တော့ဘာပြောချင်တာတုံးဆိုတော့ဒုက္ခတွေဟာဇာတိကိုအကြောင်းခံပြီးတော့ဖြစ်တာအဲ့ဒီဇာတိတွေဘာကိုအကြောင်းခံနေလို့ဆိုတော့ဒီတဏှာလောဘကိုအကြောင်းခံတာဒါကြောင့်တဏှာဒီဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားအစစ်အမှန်ဆိုတာဘယ်လိုမှညင်းလို့မရအောင်ဒါကလေးလေးနက်နက်ပြောတာပေါ့နော်အပေါ်ရင်လေးလည်းကြည့်ဒကာဓမ္မတို့ဦးဇင်းတို့လောဘကြီးရင်ကြီးသလောက်ဒုက္ခကြီးတာပဲလောဘလျှော့နိုင်ရင်လျှော့နိုင်သလောက်ဒုက္ခရော့သွားတာပဲတော့လူချင်းမှုတွေများရင်များသလောက်မတ္တမှုဆိုတာနောက်ကကပ်ပြီးတော့လိုက်လာတာဒါကြောင့်ဦးဇင်းတို့ပိဋကတို့လည်းကြားဦးပါတယ်အကြောင်းဆိုင်နေတော့နည်းနည်းပြောဦးမယ်ဟောဝိသခအကြောင်းအမကြီးတနေ့တော့မြတ်စွာဘုရားရဲ့ထံတော်ဘာကိုနေ့လေခင်နေကပူနေအဲ့ဒါမြတ်စွာဘုရားကြီးရောက်လာတော့မြတ်စွာဘုရားကစီးပြီးတော့မေးတယ်ဝိသခတဲ့နေကင်းကြောင်တောင်ကြီးမှာကောင်းမှလည်းရေတွေလည်းရွှဲလို့အဝတ်စားကလည်းရေတွေရွှဲရွှဲဆိုးလို့နော်ဒါကအိန္ဒိယရဲ့ဝမ်းနေတဲ့အထိန်မှတ်ပေါ့နှစ်စပင်တွေရောအဝတ်တွေရောရေဆိုးနေဒါဘယ်ကနေရောက်လာတော့ဘယ်ကနေလာတော့လို့မြတ်စွာဘုရားမေးတဲ့အခါကျတော့မြတ်စွာဘုရားတဲ့တပည့်တော်ရဲ့အလွန်ချစ်မြတ်နိုးရတဲ့အလွန်မှလည်းလိမ္မာတဲ့မြင်းမလေးတယောက်ဆုံးသွားလို့တဲ့ဘယ်လိုမှဖြေလို့မရအောင်ဒါကြောင့်မြတ်စွာဘုရားဒီရောက်လာသူအလွန်ချစ်မြတ်နိုးတဲ့မြေအဝိသခဆိုတာသားက10ယောက်သမီးက10ယောက်မြေက4000မြစ်ကဘယ်လောက်မြေက400မြစ်က8000နဲ့ဟုတ်လားကြားဘူးတယ်မဟုတ်လားနော်အလွန်တရာလောကီအနေနဲ့ပြောရရင်တော့ပျော်စရာရွှင်စရာကောင်းတဲ့အနေအထားမျိုးကြီးပေါ့ဟုတ်လားသားသမီးတွေမြေတွေမြစ်တွေနဲ့ဝိုင်းဝိုင်းလေပြီးတော့နေရတဲ့အနေအထားအဲ့ဒီတည်းကသူအလွန်ချစ်မြတ်လို့တဲ့မြေမတယောက်ဆုံးသွားသူဘယ်လိုမှဖြေလို့မရအောင်အဲ့ဒီမှာမြတ်စွာဘုရားကရုတ်တရက်ဗာမေးတော့ဆိုဝိသခာတဲ့ဟောဒီတာဝိထိမြို့မှာရှိတဲ့လူဦးရေနဲ့အရေအတွက်နဲ့အမျှသားတွေမြေတွေတကယ်လို့များရမယ်ဆိုရင်နင်ယူမလားလို့မေးတာမေးတဲ့အခါကျတော့ဝိသခာကမစင်သားဘူးနဲ့တူပါတယ်ရုတ်တရက်ဗာပြန်ပြောတော့ဆိုအဲ့လောက်ရှိစရာကောင်းတဲ့လိမ္မာတဲ့သားတွေသမီးတွေမြေတွေမြစ်တွေရမယ်ဆိုရင်တော့ယူခြင်းပါတယ်တဲ့တာဝတိမျိုးတစ်မျိုးစာလောက်ရှိတဲ့သားတွေသမီးတွေမြေတွေမြစ်တွေရခြင်းတယ်လို့ပြောတာအကုန်လုံးချစ်စရာကောင်းတယ်သူတို့ကလည်းငါ့ကိုချစ်ကြမယ်ငါကလည်းသူတို့ကိုချစ်မယ်ဒါဆိုရင်တော်တော်ပြောစရာကောင်းမယ်လို့ထင်တာတချို့မိသားစုတွေနဲ့တိုက်တိုက်ဝန်းဝန်းနေရတယ်ဆိုဘေးကနေအားကျနေကြတာတွေမရှိဘူးလားရှိတယ်